ဒီတစ်ကောက်မှာတော့အမဲဆုံးဆုံးလေးလေးနဲ့စီးပွားရေးပြန်လို့ရောင်းလို့ရတယ်ရောင်းနှောင်းဝင်ဆောင်းဝစ်ရှလုံးလေးလေးလောက်တော့မှာပဲဖြစ်ပါတယ်။ပဝင်ပစ္စည်းကတော့ကြက်သားပြားကြက်ဥချောင်း cheese ပြားခရမ်းကျင်သီးစောမယောနီစ်ကြက်ဥပေါင်းမုံဟောဘတ်တီသခွားတီခရမ်းကျင်သီးဆလတ်ရွက်စတာတွေပါဝင်ပါမယ်။ပထမဆုံးအနေနဲ့သခွားသီးလေးကိုရေးဆေးပြီးတော့မှအကွင်းလေးတွေလှီးပေးထားမယ်။ခရမ်းကျင်သီးကိုလည်းထိုနည်းတူစွာပဲရေးဆေးပြီးတော့အကွင်းလေးတွေလှီးပေးထားပါမယ်။ပြီးရင်တော့ထောပတ်သီးကိုထပ်ပိုင်းပိုင်းပြီးတော့မှအခွန်လေးနှွာပေးထားပါမယ်။ပြီးရင်တော့ရေးဆေးပြီးတော့မှအပိုင်းလေးတွေပိုင်းပေးထားပါမယ်။အားလုံးပြီးသွားပြီဆိုလို့ရှိရင်တော့အသီးရွက်လေးတွေကိုပတ်တန်းထားပါမယ်။ပြီးရင်တော့ကြက်ဥချောင်းက plastic အခွန်လေးချွတ်မယ်ပြီးသွားရင်တော့ထပ်ပိုင်းလေးပိုင်းပြီးတော့မှရေးဆေးပေးထားပါမယ်။ကြက်ဥကိုအရင်ထည့်ပြီးတော့မှကြော်ပါမယ်။စားလေးထည့်ပါမယ်။ပြီးရင်တော့ကြက်ဥချောင်းလေးတွေရေးဆေးထားတာလေးတွေကြော်မယ်။ပြီးရင်ကြက်သားပြားလေးတွေကိုရေးဆေးပြီးတော့ကြော်မယ်ပေါ့နော်။အားလုံးပြီးသွားရင်တော့စီလေးစစ်ပြီးတော့မှပကံလုံးတစ်လုံးနဲ့ကိုထည့်ပေးထားပါမယ်။စပြီးတော့မှပြင်ဆင်ပါမယ်။အောင်မုံထည့်မယ်၊ဆလတ်ရွက်ထည့်မယ်၊ကြက်သားပြားကြော်ထားတာလေးတင်မယ်။ပြီးရင်တော့သခွားသီးတင်မယ်။ပြီးရင်တော့မယောနီစ်တင်ပါမယ်။ပြီးရင်တော့ခရမ်းကျင်သီးစောတင်မယ်။ပြီးရင်ပေါင်မုံတင်မယ်။ကြက်ဥကြော်ထားတာလေးတင်ပါမယ်။မယောနီစ်တင်ပါမယ်။ခရမ်းကျင်သီးလီးထားတာလေးတင်ပါမယ်။ကြက်ဥချောင်းကြော်ထားတာလေးတွေတင်ပါမယ်။ပြီးရင်တော့မယောနီစ်တင်ပါမယ်။ပြီးရင်တော့ခရမ်းကျင်သီးစောတင်ပါမယ်။ပြီးရင်တော့ပေါင်မုံတင်ပါမယ်။ cheese ပြားတင်ပါမယ်။ထောပတ်သီးလီးထားတာလေးတင်ပါမယ်။ပြီးရင်တော့ကြက်သားပြားကြော်ထားတာလေးတင်ပါမယ်။ပြီးရင်တော့မယောနီစ်ထည့်ပါမယ်။ပြီးရင်ခရမ်းကျင်သီးစောထည့်ပါမယ်။ပြီးရင်ပေါင်မုံတင်ပြီးရင်တော့ရပါပြီ။အဲ့လိုအထက်ကလေးရလာပြီဆိုလို့ရှိရင်တော့ထုပ်ဖို့အတွက်ကိုဘေကင်းပေပါပေါ်တင်ပြီးတော့မှထုတ်ပေးပါမယ်။ပါဆယ်ထုတ်တယ်လို့ပဲထုတ်ပါမယ်။ဟိုတိုင်းတော့ပေါ့နော်ပါဆယ်ထုတ်တာမကျွမ်းကျင်တဲ့အတွက်ဒီမှာတော့ခက်ခဲရှိပါတယ်။စီနဲ့ထည့်ရင်တော့တိတ်ကပြန်ပြန်ကွာတယ်ပေါ့နော်။စီမထိအောင်တော့ဂရုစိုက်ရပါတယ်။ပြီးရင်တော့တိတ်ကလေးနဲ့တေချာပတ်ပေးရပါမယ်။ဒီမှာတော့ကိုထုတ်တတ်တယ်လို့လေးပဲထုတ်ထားတယ်ပေါ့နော်။ပြီးသွားလို့ရှိရင်တော့အလဲကနေဓာလေးနဲ့ထပ်ပိုင်းပိုင်းပေးရင်တော့ရောင်းနှံဝင်နဲ့ဆောင်းဝစ်ရှလေးရပြီပဲဖြစ်ပါတယ်။အမဲဆုံးလင်းပြီးတော့စီးပွားဖြစ်လည်းပြန်လို့ရောင်းလို့ရတယ်။ရောင်းနှံဝင်ဆောင်းဝစ်ရှလေးကိုလုပ်သွားတာပြီးသွားပြီပဲဖြစ်ပါတယ်။ကျေးဇူးပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်။